အားလုံးပဲမင်္ဂလာပါအားလုံးကိုတွေ့ရတာဝမ်းသာရပါတယ်ကျွန်တော်ကတော့စလိုင်းရောမောင်ဖြစ်ပါတယ်စနက်မလေးရှားရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်ကျွန်တော်ကမိန်တပ်မြို့နယ်ကမိန်တပ်သားဖြစ်ပါတယ်ဆိုတာကျွန်တော်အရင်ဆုံးမိတ်ဆက်လိုပါတယ်ယနေ့94နှစ်မြောက်ချင်းမျိုးသားနဲ့အခမ်းအနားပွဲမှာတက်ရောက်လာကြတဲ့လူကြီးမင်းများအားလုံးကို CNF-RC မလေးရှားကနေကြိုဆိုနှုတ်ဆက်လိုက်ပါတယ် CNF မလေးရှားကနေဒီနေ့ဘာကြောင့်ချင်းမျိုးသားနဲ့ကိုဒီလိုကျင်းပရတယ်လေဆိုတာလူကြီးမင်းများအားလုံးတည်ပြီးသားဖြစ်ပါတယ်မလေးရှားနိုင်ငံမှာချင်းမျိုးသားနဲ့ကို CNT ဖြစ်မြောက်ရေးကော်မတီနဲ့နှစ်စဉ်ဦးစီးဦးဆောင်ပြီးမှကျင်းပလာခဲ့ပါတယ်။ဒါပေမဲ့လည်း2021ခုနှစ်နဲ့စတင်ပြီးမှကျွန်တော်တို့ကျင်းပနိုင်ခြင်းမရှိခဲ့ပါဘူး။အဲ့ဒါကဘာကြောင့်လဲဆိုတော့ဒီကိုဗစ်ရောဂါကြောင့်လူဝဲမပြုတ်လို့ရဘူးဆိုတော့မလေးရှားနိုင်ငံရဲ့ကန့်သတ်ချက်ကြောင့်ကျွန်တော်တို့မပြုတ်လို့နိုင်ခဲ့ပါဘူး။ဒါပေမဲ့ဒီနေ့2022မှာတော့ကျွန်တော်တို့ချင်းမျိုးသားနဲ့ကိုစီကာမကျင်းပနိုင်သည့်တိုင်အောင်အနှစ်ချုပ်လဲတော့ကျင်းပတည်နေဆိုမှကျွန်တော်တို့ဆင်းတဲ့မလေးရှားနဲ့ယူဆတဲ့အတွက်ကြောင့်ဒီကနေ့ကျွန်တော်တို့ကျင်းပရခြင်းဖြစ်ပါတယ်ဤကဲ့သို့အရေးကြီးသောအချိန်ကာလမှာကျွန်တော်တို့ချင်းမျိုးသားနဲ့ကျင်းပခြင်းဟာဟယ်လိုအပြိုတက်နဲ့ကျွန်တော်တို့ကျင်းပခြင်းမဟုတ်ပါဘူးယခုနှစ်ဒီချင်းလူမျိုးများလိုလားတဲ့ကိုယ်ပိုင်ပြတ်တန်းခွင့်နဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်အရေးကြီးသောနှစ်ဖြစ်ပါတယ်ဤကဲ့သို့အရေးကြီးသောကာလမှာချင်းမျိုးသားနဲ့ကိုကျွန်တော်တို့ကျင်းပခြင်းဟာချင်းလူမျိုးများအကြားမှာစီလုံးညီညွတ်မှုဖြစ်စေဖို့ရန်အတွက်အထောက်အကူဖြစ်စေဖို့ရန်အတွက်ကျွန်တော်တို့ကျင်းပခြင်းဖြစ်ပါတယ်ချင်းမျိုးသားနဲ့ဟာဖေဖော်ဝါရီလ20ရက်ဖြစ်တော်ညာလည်းပဲနေရထိုင်ခင်းအခက်ခဲရှိတဲ့အတွက်ကြောင့်ယနေ့ဖေဖော်ဝါရီလ19ရက်မှာကျွန်တော်တို့ကျင်းပခြင်းဖြစ်ပါတယ်ဒီအတွက်လည်းလူကြီးမင်းများအားလုံးကနားလေကြားလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်ချင်းမျိုးသားဦးမျိုးသားတက်မတော် CNF-CND ချင်းလူမျိုးများကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနဲ့စစ်မှန်သော Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်နှစ်ပေါင်း30ကျော်ကြာတော်လှန်ရေးတိုက်ပွဲဆင်နွှဲလာခဲ့ပါတယ်ယခုချိန်မှာချင်းမျိုးသားတရက်လုံးအကြမ်းဖက်မှုတန်ကိုအကြမ်းဖက်မှုစစ်တန်ကိုကျွန်တော်တို့ရင်ဆိုင်ခဲ့ရပါတယ်ဒီအကြမ်းဖက်မှုစစ်တန်ကိုကျွန်တော်တို့မျိုးနွယ်စုအလိုက်ဒေတာအလိုက်ဆွေမျိုးအလိုက်နဲ့ကျွန်တော်တို့အစုအဖွဲ့အလိုက်ဖြစ်ကျွန်တော်တို့ကြော်လှမ်းနိုင်မှာမဟုတ်ပါဘူးကျွန်တော်တို့ချင်းတစ်မျိုးသားလုံးစီးလုံးညီညွတ်စွာဖြစ်စုပေါင်းတွန်းလှန်မှတာလင်ဒီတန်ကိုကျွန်တော်တို့ကြော်လှမ်းနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ချင်းမျိုးသားများအားလုံးကိုကျွန်တော်မေတ္တာရပ်ခံလိုပါတယ်ချင်းအမျိုးသားအကျိုးစီးပွားကိုဥထိပ်ထားပြီးမှတမျိုးသားလုံးစူးစီးဆောင်ရွက်ကြရန်ကျွန်တော်အလေးအနက်တိုက်တွန်းလိုပါတယ်လူကြီးမင်းများခမညာချင်းမျိုးသားနဲ့ဒီမိုကရေစီနဲ့အတူမွေးဖွားလာပြီးအနှစ်သာရပြေဝသောနေထူးနေများဖြစ်ပါတယ်ကျွန်တော်တို့ချင်းမျိုးသားခေါင်းဆောင်ကြီးဘူးဝမ်တူမောင်ဦးဆောင်တဲ့ချင်းမျိုးသားခေါင်းဆောင်များဟာယနေ့ချင်းမျိုးသားနဲ့ဖြစ်လာဖို့ရန်အတွက်အမျိုးအမင်းကြီးစွာနဲ့လှုပ်ရှားလာခဲ့ပါတယ်သူတို့ရဲ့ဥဆောင်ခြင်းအဖြစ်ယနေ့ချင်းမျိုးသားနဲ့ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်ဒီချင်းမျိုးသားနဲ့ကျင်းပတိုင်းမှာသူ့အကြွယ်မခံလို့သောစိတ်ဓာတ်နဲ့ဒီမိုကရေစီစနစ်ကိုချစ်မြတ်နိုးသောစိတ်အမျိုးသားချစ်စိတ်တို့မှမွေးဖွားလာသောနေထူးနေမြတ်ဖြစ်ကြောင်းကိုအားလုံးကနားလေသဘောပေါက်ရန်လိုအပ်ပါတယ်ဤနေထူးနေမြတ်ချင်းမျိုးသားနဲ့ကိုကျွန်တော်တို့ဖေဖော်ဝါရီလ20ရက်နေ့မှာကျင်းပတိုင်းမှာကျွန်တော်တို့ဟာလူမျိုးတစ်မျိုးဖြစ်ကြောင်း
จุนโรหาเนเมียตะคุเนาะปีทองตะคุไปใส่ในลูเมียวพิจองก็อาลุงกาอเลในขันยุพอลอยปาเรจันนาวารีเฟบรุยละเฮเซเยในได้มาชิมโยตาในก็สิจิมบะชินอาพินตุยชิมโยตามยาตะยาลุงตุยสิหญิงเยติเศร้าเล็ดเสยโตชีเตจ่าบาสูโลเปียวใจเนี่ยจุนโนนิกงชูไลปาเรอาลุงเจสุติมาเร